မိတ်ဆွေက ChatGPT နဲ့ GPT-4o ကိုဝယ်သုံးဖို့စဉ်းစားနေပြီလား free သုံးရတာလဲအကန့်အသတ်နဲ့မို့စိတ်ညစ်နေပြီလားတလကို$20ပေးရတဲ့ function တွေကိုအကန့်အသတ်မရှိအလကားအသုံးပြုချင်တဲ့ဆိုဒီဗီဒီယိုကိုပြီးအောင်သာကြည့်လိုက်ပါဒီမှာဆိုရင်တနေ့တာ limit ပြည့်သွားလို့သုံးမရတော့ပါဘူးကျွန်တော်အခုပြမဲ့နည်းလမ်းအတိုင်းလိုက်လို့ကြည့်ပါအရင်ဆုံး ChatGPT ကို research ချပါChrome ထဲဝင်ပါမယ်ပြထားတဲ့အတိုင်းရိုက်ရှာပါchange ဆိုတာနှိပ်ပါ random နှိပ်ပါcopy ယူပါမယ်email နေရာမှာ copy ယူလာတဲ့ mail ထည့်ပါ password ထည့်ပါကိုတောင်းရင် Chrome ထဲပြန်ဝင်ပါမယ်အောက်ကိုနည်းနည်းဆွဲပါကိုဖြည့်ပေးလိုက်ပါနာမည်မွေးနေ့ထည့်ပြီးအသုံးပြုလို့ရပါပြီတနေ့တာ limit ပြီးရင်ပထမပုံစံအတိုင်းပဲပြန်လုပ်ပြီးအကန့်အသတ်မဲ့ထုံလို့ရပါပြီ